အားလုံးမင်္ဂလာပါမိတ်ဆွေကျွန်မအားပေးခြင်းနဲ့တမန်တတိရှိပါတတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာရန်သူကတင့်ရဲ့ဝမ်းမြောက်ခြင်းနဲ့အောင်မြင်ခြင်းတွေကိုခိုးယူသွားမှာဖြစ်ပါတယ်တစ်ပိန်ငါရှိမှာပါပြောလဲဆိုလို့ရှိရင်တို့ဖြစ်၍တမန်တတိရှိ၍မအိပ်ပဲစောင့်နေကြတော့တင်းတို့ရဲ့ရန်သူတွေဟိုတော့မာနတွေအပေသူကိုမျိုးရအပ်နေ၍လက်လေ pressure လေးရှိရဲလို့ပြောတာဖြစ်ပါတယ်ညီကိုမောင်နှမတို့တင့်ရဲ့ဝမ်းမြောက်ခြင်းတွေရုပ်တရက်ဆုံးရှုံးသွားရနိုင်မယ်တင်းရဲ့နော်အနာဂတ်တွေပျောက်ဆုံးသွားလိမ့်မယ်တင်းကြံစီထားတဲ့အကြံစီတွေပျက်စီးသွားလိမ့်မယ်ဘာဖြစ်လို့လဲဒီတတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာဂျန်သူကအမြဲတမ်းခိုးယူဖို့ချောင်းမြောင်းနေတာဖြစ်ပါတယ်ကျွန်မအားပေးခြင်းနဲ့တတိလက်လွတ်ဆိုတာကတင်းမှန်မာနနဲ့ထောင်လွှားတဲ့အချိန်တင်းကကိုဟုတ်တယ်မှန်တယ်ကိုတိတယ်ဆိုတဲ့အရာတွေဝန်ခံလိုက်တဲ့အချိန်မှာဒီအရာတွေနဲ့တင်းပြည့်နေသွားတဲ့ခါမှာတင်းရဲ့ဝမ်းမြောက်ခြင်းတွေတင်းရဲ့ငြိမ်သက်ခြင်းတွေတင်းရဲ့အောင်မြင်ခြင်းတွေကအစာတန်ခိုးယူသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အတ္တထဲမှာဘုရားကိုခိုးလုံးပါဘုရားကိုအားကိုးပါဘုရားနဲ့တွာလာပါလှုပ်ဆောင်ခြင်းမှန်သမျှမှာဘုရားကိုအားကိုးပါလှုပ်ဆောင်ခြင်းအရာမှန်သမျှမှာဘုရားကိုအားကိုးပြီးတော့လှုပ်ဆောင်တဲ့အခါမှာသင်ဟာတကယ်ဘုရားတကယ်ပွဲကခြင်းကိုခံရမှာဖြစ်ပါတယ်လို့ကျွန်မအားပေးချင်ပါတယ်။ကြောက်တိုင်းကိုဘုရားတကယ်ကောင်းချီးပေးပါစေ။